ဒီဇလန်ကိုရိုက်ဖို့ပြင်ဆင်နေကြပြီပေါ့နော်ဒီနတ်ဝင်တဲ့ရုပ်ရှင်ကကျွန်တော်ဘယ်လိုခေါ်မလဲအပြင်လောကမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေတချို့အပိုင်းတွေတချို့ကိစ္စတွေကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့မှုတဲ့ကိစ္စတွေအဲ့ဟာတွေကိုအခြေခံပြီးတော့ဇလန်တည်ဆောက်ပြီးတော့ဒီနတ်ဝင်တဲ့ရုပ်ရှင်ကကိုဖန်တီးထားတာပါရှေ့မှာရိုက်ခဲ့တဲ့အမျိုးအစားတွေကတော့ဒီလိုမတူညီတဲ့ဇလန်အမျိုးအစားတွေအများကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကားကဒီ horror ရုပ်ရှင်ပေါ့နော် horror ရုပ်ရှင် horror film ပုံစံမျိုးကဒါကျွန်တော်ရဲ့ပထမဆုံးရုပ်ရှင်ကလည်းဖြစ်တယ်ဒီနတ်ဝင်တဲ့ရုပ်ရှင်ကပေါ့နော်တခြား horror ကားတွေနဲ့တူချင်မှတော့တူမယ်တရေကားဆိုရင်မဲ့ပရိသတ်တွေကိုအဲ့လိုအရန်ကြောက်နေအောင်6လှန်နေတဲ့ရုပ်ရှင်အမျိုးအစားကြီးတော့မဟုတ်ဘူးသူကဒီကားမှာအကြီးကကျွန်တော်ရဲ့ main character ဖြစ်တဲ့လင်းငုံပေါ့နော်လင်းငုံဆိုတဲ့ကောင်မလေးရဲ့အကြောင်းအခြေခံထားတယ်လင်းငုံဆိုတာဘယ်လိုကောင်မမျိုးလေးလဲဆိုတော့သူကဝိညာဉ်လာတဲ့ကောင်မလေးပေါ့နော်လင်းကုံကဒီတရွာလုံးမှာအချောဆုံးအလှဆုံးတော့ဥစ္စာစောက်မျိုးစုံမျိုးကတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ်ဒီလိုမျိုးမြင်အပ်မမြင်အပ်ဘုံဘဝကလူတွေနဲ့ connection လုပ်လို့ရတယ်ပြီးတော့ဒီကားမှာနောက်ထပ်ကျွန်တော်ပေးခြင်းတဲ့ပုံစံတစ်ခုကတရေကားတွေလိုအဲ့လိုကြောက်စရာကောင်းနေအောင်ပြတာမျိုးမဟုတ်ဘဲနဲ့အရန်ကြောက်အောင်ခြောက်နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အဲ့လိုဘုံဘဝကိုရောက်နေတဲ့သူတွေအများစုထင်တယ်လို့မျိုးလူတွေကိုခြောက်လှန့်နေတာမဟုတ်ဘူးသူတို့ကပြောမယ်ဆိုအကူအညီလိုအပ်နေတာလူတိုင်းကသူတို့ကိုမကူညီပေးနိုင်အောင်သူတို့ကိုကူညီပေးနိုင်တဲ့တတ် connection လုပ်နိုင်တဲ့လူတတ်ရှိတယ်အဲ့ဟာနဲ့ဒီအဲ့ဟာကလင်းကုန်မှာရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒီဇလန်ကိုတိဆောက်ထားတာပါဟေးရောက်ပြောသူတို့ပြောအရင်ကြောင်းသူတို့မျက်နှာကြီးတွဲပြီးတော့ပြောပါလေထပ်ထောက်ပြရမယ်မနေချင်တော့အဲ့ဒါထောက်ဒီလိုကြိုးစားအရင်လည်းကြောက်နေတယ်အဲ့မှာလေးတော့ဘောနေပေါ်လာဟေးမရိုက်ခင်အချိန်မှာလည်းထူးခြားပြီးတော့အဲ့လိုထူးဆန်းတဲ့အဖြစ်အပျက်တွေရှိတယ်အဲ့ဒါတကယ်ခုနပြောလို့ကျွန်တော်ကိုယ်တိုင်နတ်ဝင်တဲ့ရိုက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာတည်းကကြုံတွေ့ရတဲ့အဖြစ်အပျက်တွေဒီကားမှာခပြားတစ်ခုပါတယ်ဘုံဘဝတွေမှာတွေ့ခွင့်မကြုံမစုံခဲ့ရသောဝိညာဉ်များတိုက်ဆန်တွေဘဝမောင်နှမများဘဝအဆက်ဆက်ကျေးဇူးပြုရန်ကြံခဲ့သူများမြင်အပ်မမြင်အပ်သောနေရာမှာရှိနေကြသူများဆက်သွယ်ပေးကြပါကုန်တဲ့အဲ့ခပြားလေးပါတယ်အဲ့ခပြားကဘယ်လိုထူးထူးဆန်းဆန်းဖြစ်လာတဲ့ခပြားလဲဆိုတော့ကျွန်တော်ဒီနတ်ဝင်တဲ့ကိုကျွန်တော်ရုံးမှာပဲ production လုပ်နေတဲ့အချိန်ပေါ့နော်တင်းကလူတွေနဲ့ production လုပ်နေတဲ့အချိန်မှာပဲရုပ်တရက်ကျွန်တော်ဘေးမှာရှိတဲ့တယောက်ကနေပြီးတော့ဘယ်လိုခေါ်မလဲဒီရုပ်ရှင်ကိုရိုက်တော့မယ်ဆိုတာဟိုအဆောင်လျှောက်တွေဘေးကမမြင်နိုင်တဲ့မြင်ရမမြင်ရပုံကိုယ်တွေသူတို့တွေကပျော်နေကြတယ်ပျော်နေပြီးတော့ဒီကျွန်တော်ဘေးနာတယောက်ကိုလည်းဝင်စီးပြီးတော့ဒီချက်ချင်းလက်တန်းချခုနကျွန်တော်ရုပ်ပြရကြပြအောင်ချက်ချင်းလက်တန်းချရေးပြတာအမှန်တကယ်ဆိုရင်တော့သူလည်းကြပြရေးတတ်တဲ့လူတော့မဟုတ်ဘူးပေါ့နော်ကြပြလည်းမရေးတော့ကြပြပါရေးချင်းရေးစားလည်းမရှိရေးလည်းမရေးဒါပေမဲ့အဲ့လိုသူတို့ကိုယ်နိုင်ကဒီဟာကိုပါစေခြင်းလို့ဒီလိုပါစေခြင်းလို့ဒီအကြောင်းအရာတွေကိုပါဝင်စေခြင်းလို့ချက်ချင်းပဲဘာမှကိုစဉ်းစားမနေပဲချက်ချင်းချရေးပြီးဒီကြပြလေးဖြစ်လာအဲ့ဒါလည်းထူးဆန်းနေတယ်ဒီအဲ့ကြပြကိုကျွန်တော်ဒီနတ်ဝင်တဲ့ရုပ်ရှင်ကားထဲမှာတင်ဆောင်ဖြစ်ထည့်ထားတယ်ပြီးတော့ခုနငကားခေါင်းလောင်းကလည်းသူတို့နဲ့ပတ်သက်ဆက်နွယ်ပြီးတော့ဒီနတ်ဝင်တဲ့ရုပ်ရှင်အတွက်ကိုပဲတီးသက်ပါစေခြင်းလို့ပေါ့နော်ပါစေခြင်းလို့ဆိုပြီးတော့လာပေးတာဒီနတ်ဝင်တဲ့ဂိုင်းမဲ့ခေါင်းလောင်းကိုဒီလိုငကားပုံနဲ့ဒီလိုပုံစံနဲ့ပြီးရင်ခေါင်းလောင်းမှာခေါင်းလောင်းတစ်လုံးနဲ့မဟုတ်ခေါင်းလောင်း၃လုံးဖြစ်ရမယ်ပြီးတော့ရွှေခေါင်းလောင်းငွေခေါင်းလောင်းကြေးခေါင်းလောင်းဆိုပြီးတော့ခေါင်းလောင်း၃ခုနဲ့ဒီရုပ်ရှင်တွေမှာပါတဲ့နတ်ဝင်တဲ့ခေါင်းလောင်းကိုဒီလိုဖြစ်စေခြင်းတယ်လို့ခံစားလို့အဲ့ဒါကိုကျွန်တော်ဒီခေါင်းလောင်းကိုဖန်တီးခဲ့တယ်ပေါ့နော်